กันลูกผมบอกว่าทีนี้ปุ๋ยเราอยากเตะบ้านเราเตะบ้านကျွန်တော်တို့ချစ်တော်မိတ်ဆွေများဖြစ်ကြတဲ့ဦးကျော်ရွှေမကြီးကုန်းကျော်ထွေးနောက်မိုင်ခိုင်ဇာလင်းခရီကနောက်မိုင်ဇမင်းဖြူခရီကကျွန်တော်ရင်းနဲ့ချင်းခန့်ချင်းမင်္ဂလာကိုပြုမှာဖြစ်ပါတယ်ကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်တချင်းတပုတ်ဆိုကြရအောင်ဟိုကြည့်အောင်မေဟာနေဒါမိုင်ခိုင်ဇာလင်းမိုင်ဇမင်းဖြူတခင်ခရစ်တော်ကိုမိမိရဲ့တခင်မိမိရဲ့ကျေးဇူးရှင်အဖြစ်ယုံကြည်တဲ့အတွက်ကြောင့်ဘုရားသခင်ရဲ့ဘုန်းတော်ကိုချီးမွမ်းတယ်ဘုရားသခင်ရဲ့နာမတော်ကိုလည်းချီးမွမ်းတယ်မိတ်ဆွေသုံးဦးအပေါ်မှာလည်းကျွန်တော်တို့အားလုံးကဝမ်းမြောက်စွာဖြင့်ကြိုဆိုလက်ခံပြီးဘုရားသခင်ရဲ့တပည့်တော်စစ်များဖြစ်နိုင်ဖို့ရန်အတွက်ဘုရားသခင်ကခိုင်တော်ရေနှစ်ချင်းခံချင်းမင်္ဂလာအဖို့ကိုဆောင်ရွက်သွားမှာဖြစ်ပါလေပထမဦးစွာจำไปพับปะเมงาดีขเมโดกูชิดดีกูละกองขเมโดมาโดมูดีใจงาพิวดีกูละกองโลกีตาโดตีมีจองดีอีอายะมะทายเวตัวจากกุงอันงาดีมันโดสบิดหน่วยพี่อีงะขเมโดดีเลอุยินสาวผิดดอมูอีงาไนอติมติดออแค่ชิดเมียดูโกเข้าผิดดอมูอีอติติดออแค่ชิดเมียดูปูตายุติเสชิงาตกตีชิลินดอมูอีตีนโดดีงาเปียวโดสกาอาภิยคุปีชิลินเลียชิจาอีงาไนจีเนจาโลงาดีเลตินดูไนจีเนลีจะพิแค่ดีอภิไนมาจีลีกูอลัวเลียวอติมาตีไนเดเกดู
tin độ tỷ lệ ngà này mà tỷ lệ mà tỷ này chả tua chém bài ya được kiến chỉ to ta đã mi tàu ở mà con chi bị đồng bộ bát sĩ Amen. sự đau chạm bát sĩ Kurosin pia Kurosin ở mà thu về Giêsu đi sĩ bà đấy Kurosin mà cha đồ ở mu yên nít trên khăn chế Minhla cô cứu đồ mà cái bà đấy Kurosin chỉ to ta chỉ u cho thuê nè Jamin Chu the king Krito go Mimi yet the king Mimi yet Kedi she appear Yongji let can be the king Krito yet now let go ya Pinai Poya at wet Ye Nichin Kama Pipare Tanshindo Windo Api Bashido Muba từ đôi ye tết ta thế mà tan xin đó với yên đó áp chế lâu xa để bù đồ ni atu bù đồ ye bông đồ nhà về khán giả này đó ta được mi nhà phía sau đó mua ba amu aya along đi bù đồ xin bông đồ thiên sa sau đó mua ba ta đó được khiến khách đó ye ami nama của ami phiêu ye đi sang ye me amu của Kurosin let đồ đồ ăn nằm ba ít Kurosin cho nó miêu đồ let đồ ba xí lệ ta thì mi ayau tai su tao để khám mà ba đi đó ta đó được kinh Christo đi ami nama của ông mi phiêu lệ yêu đi xóa sắc cả su tao ăn nằm cha ba để xí kia Amen. Amen.
公嘅廟ဖြစ်到咧，呢度咧廟股屋所有天地，我鋪等於台嘛普通了單，鋪的天地，現在個爸媽3月普通到的天便宜，好少些啊。那鋪等到燒輕拉塊，加碼一波拉塊，然後一平的話，佢咪也讓3件我來就把料接住唔到嘛佢。咁area တာဝန်ခံအနေနဲ့ကျွန်တော်ဖော်ပြလိုပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့မိခင်အတင်းတော်ဟာခါနှစ်ချင်းအတင်းတော်မှာကျွန်တော်တို့ရဲ့တင်းအုပ်ဆရာကြီးတဘာပတိကြီးနဲ့တင်းထုတ်ပြီးတော့ကျွန်တော်တို့အဆူတော်ကားဆရာအားလုံးပေါ်မှာထူပဲကျေးဇူးတင်ပါတယ်အလူရှင်မိသားစုရဲ့မျက်နှာကိုထုတ်ရှုခြင်းအဖြစ်တော်လကောင်းကျွန်တော်ပဏီ area မှာရှိတဲ့ယုံကြည်သူသားသမီးအားလုံးရဲ့မျက်နှာကိုထုတ်ရှုလျက်အဝေးကြီးကနေကျွန်တော်တို့စီမှာခရစ်စမတ်ကိုလာရောက်ပြီးတော့အတူတကွဆင်နွှဲခွင့်ရရှိတဲ့အတွက်သူတို့ပေါ်မှာအထူးပဲကျေးဇူးတင်ပါတယ်မိခင်အသင်းတော်ကြီးရဲ့မေတ္တာစေတနာဟာအင်မတန်မှကြီးမားလှပါတယ်ဆိုတာကိုကျွန်တော်အားလုံးနားလည်မယ်လို့ယူဆရပါတယ်အားလုံးဒီကျွန်တော်ရဲ့အထူးအသိများအပေါ်မှာအထူးပဲကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်အလှူရှင်မိသားစုအပေါ်မှာကျွန်တော်စကားနဲ့ပြောလို့မဆုံးနိုင်တဲ့ကျေးဇူးတင်ကြောင်းဖော်ပြလိုပါတယ်သူတို့ရဲ့စကားမှုသူတို့ရဲ့ဆုတောင်းခြင်းသူတို့ရဲ့ကျွန်တော်တို့အပေါ်မှာဘလို့စေတနာရှိတယ်လေဆိုတာကိုကျွန်တော်ယနေ့ဒီအချိန်အခါမှာတကယ်ကိုနားလည်ရပါတယ်ကျွန်တော်ဒီလက်ပံတကားနဲ့စီရင်အထိလမ်းကြောင်းအကြောင်းအရာကိုကျွန်တော်ဘာမှမဖော်ပြခဲ့ဘူးတကယ်လို့အဲ့ဒီအကြောင်းအရာကိုတာဖော်ပြလိုက်မယ်ဆိုရင်သူတို့မလာရဲပဲနဲ့ပဒမ်းမှာပဲဒီခရစ်စမတ်ကိုလုပ်ရအောင်ဆိုပြီးတော့ပြောမှဆိုလို့သူတို့ကိုဘာမှဒီအကြောင်းကိုမဖော်ပြခဲ့ပါဘူးလာတဲ့အခါမှာကျွန်တော်နှုတ်ဆုံးကနေလာရချင်းဟာလည်းပဲရှိကနေတွားလို့ရှိရင်ကျွန်တော်အရန်စိတ်ပူလို့တခုခုဖြစ်လို့ရှိရင်ကျွန်တော်တည်င်းပူနှုတ်ကနေပဲတကုတ်ကုတ်လိုက်ရတာရှိကိုအရင်တွားကြပါအရင်တွားကြပါ
ตะเกลูล้านมาตะคุคุพิลุเชแล้วบันตะกาตะดิมผู้บุจโนโลเบชินซาเคเดตามิพิยาตกินเยจิซุโรจังลงชมโมล้านมาตะจิงโนเลเดเสียอันที่มาดูเยใส่เกียตะจิงโนเลบาเดตามิบ้ามาตะคูมาจิกให้ตายามชิบุพิยาตกินเยจิซุโรจังเจนเดใส่เกียประตูมาเลราโดบามาไม่ผิดแต่ขาจารถตะเกียกูเบพิยาสิเยจิซุโรกูชิมุมบาเดจนรู้เยสุตองตันจนรู้เยสันดาจนรู้เยต้องเชื่อได้สุตองชิงกูพิอาทินนางยองเปเรสุราจนรู้เยเล็ดดุยเมียมินเบพิเตสุรากูจนรู้เตเตขันลูบาเรยันเลสาสวาพิโคบาเรอลุชิมิตาสุมาโนเสสกาเปียวจาเปบุชิงพิบาเรถ้ามาเนี่ยล้ำจะอุตส่าห์ไปเลยพิอาทินกูปฐมอุตส่าห์เจตุติชิบาเลยจนที่มาคริสต์มาสเริ่มรู้เซนเริ่มจะเข้ามาจนที่เดียลูรีเดียมาลาบุเซนจนคริสต์มาสเลยแล้วรู้เซนนั้นนายมาโมบาบุเดียอายุสิตายบ่าวเจตุโรจงบ่อายุสิตายสันน่ะเจ้าจนเดียเจ้าเพื่อนเชนเนี่ยคริสต์มาสกูเซนเลยพยายามเลยพิอาทินสิมาเจตุติชิบาเลยแล้วอายุสิตายมาเลยเจตุติชิบาเลยตโนน้าวมาเลยอาจจะกูตโนเนเรอาจจะเดต้าไรมาเลยเที่ยวเนี่ยเที่ยวสุดท้ายไปจับไม่จับเนี่ยตโนจะตัวอะไรอะล้างขี้พิตโนแต่ล้างไม่พิตโนชอบมอเนี่ยตโนว่าหัวบ่กูเนเรเนี่ยอะไรกูชอบมอก็มอเนี่ยยาวชินันผู้อย่างแต่ถ้าที่ล้างจะผู้สาวเป็นนันผู้แต่ยาวสิตายกูว่าบ่สุดท้ายไปจับอันนู้นเนี่ยตัวมันรู้บ้างเลยบาเบ้เจ้าตัวมาเลยเจ้าตัวบ้าเว้ยอันนี้เนี่ยโยชิมาเลยจนเราไม่เคยอัตเอนโดเย่ที่เป็นในเอเรียมาคริสต์มาสดอกโพอาศิเซไม่ใช่แค่บาบูตรงนี้ดิเจเป็นในเอเรียคริสต์มาสดอกโพอาศิเซจนเราชิบาร์เดโดพยาธิกินเย่ลำยาผู้สอนดอมูชิพยาธิกินก็เป็นในเอเรียกูลงว่าไม่มีบูดีนี้คริสต์มาสดอกโพด้วยพยาธิกินกงโดชิมอนโพด้วยปั๊มโบดูมีตาสุกูพยาธิกินก็สีขายนะผู้ช่างตีนเลียนเนี่ยโมโมโรมีตาสุบพยาธิกินก็ต้องพิวเรตัวเจ้าทีนี้คริสต์มาสวันโดกูเซนวันนันเชมคิปาร์เรมีขี้อัตินโดก็อิมจามาวันตาเรจันโอตดินจ้าชิมเบอัตินโดเยอสิสิสิเวมาจนเตสองปีโรกาสองยัดวาระพิปาเรปีเย็นเชิงกาลนิลาเรขามาเสียงเกมุชิมชิกอมุนสอนลูกสาวในมุชิมชิจนรู้เต็นโดเยมิชชั่นดิพาร์ตเมนต์คอมมิตี้กูขณะจนคงอาปีบาเรnow so mission department committee ရဲ့အတွေ့အမှုကိုတိုင်ကိုလည်းကျွန်တော်တို့ပဋ္ဌာန်းချက်ကိုကျွန်တော်ဆေလို့ဖြစ်ပါတယ်။ဘုရားသခင်ကအောက်ပွဲအလုံးလုံးတယ်။ပံပိုးသူမိသားစုအားလုံးစုံညီနဲ့ပါဝင်နိုင်ဖို့အတွက်ဘုရားသခင်ကခွင့်ပေးတယ်။ထို့အပြင်ဂျာမနီကနေကျွန်တော်တို့ရဲ့ညီမပေါ့။တရားဒေသနာခွန်အားပေးဖို့အတွက်พยาธิกินก็สีขายนามีเกี่ยตีนโดนนี่เนี่ยอิมจามะพยาธิกินกงโดโหชิมอนเนี่ยปัมโบดูมิตาสุยาดีนาโหจาระยาจนอยนิมะอ
အပေါ်မှာလည်းအထူးကျေးဇူးတင်ရှိပါကြောင်းဒီနေရာကနေပြောကြားလိုပါတယ်လွန်ခဲ့တဲ့အနည်း20ပတ်ဝန်းကျင်ကိုပြန်ကြည့်မယ်ဆိုရင်ဒီလိုမဟုတ်ဘူးစင်မြင့်ပေါ်ပါလေလူငယ်ဆရာမတွေကတချင်းဆိုနိုင်တဲ့အစ်စ်မရှိဘူးမိမိတို့ရဲ့အိယာကိုကျွန်တော်တို့ကိုယ်တိုင်ထမ်းခဲ့တယ်မြေကြီးပေါ်မှာအိတ်တယ်ရေပေါ်မှာရှိတယ်လဲဆိုတော့မတွေ့ဘူးလိုက်ရှာတယ်ဖယားတခင်အတွက်ဆိုပြီးတော့ကကျွန်တော်တို့ကဆောင်ရွက်ခဲ့မြေကြီးကြတယ်ပင်ပန်းတယ်တို့တော့အဲ့ဒီမြေကြီးကြတဲ့ပင်ပန်းတဲ့ဥစ္စာအလ်ဟာဒဖြစ်မှာမဟုတ်ဘူးဆိုတာကျွန်တော်တို့ရဲ့စိတ်ထဲမှာရှိတယ်နားတော်မူသောကျေးဇူးမြတ်တော်ရှင်သခင်ဖျားတော်ရှိကြီးတော်ကြောင့်ဤတာတော်လက်ချမ်းတည်တယ်အောင်အထူးတစ်ဖြစ်ဒီ23 24 25 3ရက်တိတိကိုတော်ရှင်ဒီခရစ်စမတ်ပွဲကိုဆင်နွှဲခွင့်ရတဲ့ကျေးဇူးတင်တယ်ကျေးဇူးမြတ်တော်ရှင်သခင်ဖျားရောက်စီတိုင်းပေါ်မှာတာမခြင်းခွန်အားခက်မျိုးမလွန်မြောက်ခွင့်ပြည့်တဲ့ကျေးဇူးတင်တယ်ပေးလို့ကျမတို့ကအချိန်ရတာဖြစ်တယ်ဒီမျက်ရည်နဲ့စိုက်ခဲ့တဲ့အရာတွေအတီးအပွင့်တွေကိုကျမကတော့ဂျားနေတာဘလို့ခေါ်မလဲဒီဖခင်ရဲ့ကျေးဇူးတော်ကြောင့်ပါဝင်နိုင်တဲ့ဖခင်ပေးလို့ဖြစ်တဲ့အရာဖြစ်တယ်ဒါကြောင့်ကျမအနေနဲ့ဘာမှတတ်နိုင်စရာအကြောင်းမရှိဘူးဖခင်ပေးတဲ့ကျေးဇူးတော်ကြောင့်ကျမလည်းဒီမှာပါဝင်ခွင့်ရတာဟိုကဒါကျမအတွက်ဖခင်ကျေးဇူးအရန်ကြီးလာပြီဆိုမှကျမလည်းဒါနေ့တိုင်းဖခင်သခင်ရဲ့ကျေးဇူးတော်ရေတွက်တာဖြစ်တယ်အရန်ကျေးဇူးတင်တယ်ဒီမှာ3ရက်လုံး23 24 25ဒီနေ့ညခရစ်စမတ်ညနောက်ဆုံးညအထိဒီရောက်ရှိလာတဲ့လူတွေအားလုံးထဲမှာမကြမ်းမမာတဲ့လူမရှိဘဲနဲ့ဒီနေ့အထိကျမ်းမာစွာဖြင့်ဖခင်ရဲ့ဂုဏ်တော်ချီးမွမ်းခွင့်ရတာဖခင်ပေးမဲ့ရတဲ့အရာတွေဖြစ်တဲ့အတွက်အရန်ကျေးဇူးတင်တယ်ဖခင်ရှင်တာရွေးဘုန်းကြီးပါစေကျမလည်းမိခင်တယောက်ဖြစ်တဲ့အတွက်သားသမီးတွေနဲ့ကလေးတွေနဲ့ဒီမှာအောက်မှာအဲ့လိုထိုင်ရပြီးညတိုင်းဖះရှင်ကိုချစ်ပေမဲ့ချီးမွမ်းဖို့ဆိုတာတကယ်မလွယ်ပါဘူးဒါကိုပေးမှရတဲ့အရာတွေဖြစ်တယ်ဒီလောက်ပင်ပန်းပန်းနဲ့ပေးဆက်တဲ့အရာတွေအလကားမဖြစ်ပါဘူးဆိုတဲ့အရာလေးကိုလည်းကျွန်မပြောခြင်းနဲ့အရန်ကျေးဇူးတင်တယ်ကိုပြောရမယ်ဆိုဖះကျွန်မကိုအချစ်ဆုံးပါလားဆိုတော့မှကျွန်မပြောခြင်းတယ်ဘာလို့ဆိုဒီထဲမှာမပြည့်စုံတဲ့လူရွေးမယ်ဆိုကျွန်မလည်းပါတယ်ဒီကြားတဲ့ဖះဒီလောက်ကျေးဇူးကြီးပြီးမှဒီလိုပါဝင်ခွင့်ရတာကဖះကိုကျွန်မကျေးဇူးတင်လို့မဆုံးဖြစ်တယ်ဖះအမြဲတမ်းသူတယောက်တည်းလှုပ်လို့ရတယ်ဒါပေမဲ့ကျမတို့တွေအသက်ရှင်သူဖះလူနဲ့ပေါင်းပြီးလှုပ်တဲ့ဖះဖြစ်တဲ့အတွက်ဒီမှာရှိတဲ့လူတွေကအခုလိုမျိုးမပါဝင်ကျမတို့တွေဘာမှလှုပ်ဖြစ်မှာမဟုတ်ပါဘူးဒီ area မှာရှိတဲ့ဆရာမတွေအားလုံးလည်းထူးကျေးဇူးတင်လို့ဒီမှာရောက်ရှိလာတဲ့ဒီမှာသားသမီးတွေပဲဖြစ်ဖြစ်မိခင်တွေပဲဖြစ်ဖြစ်အရန်ကျေးဇူးတင်တယ်ဆိုတဲ့အရာလေးကိုလည်းကျွန်မပြောချင်ပါတယ်ဖះရှင်တာရွေးဘုန်းကြီးပါစေဒါကြောင့်ဒီနေ့ကျမှကျွန်မကြာလည်းမပြောတော့ဘူးဘာလို့ဆိုတော့3ရက်တောင်မှဆက်တိုက်ဆိုတော့မလွယ်ဘူးအလွန်ဆုံး4-50မိနစ်ပေါ့အဲ့ဒါလေးကိုကျေးဇူးပြုပြီးမှတီးခံပြီးမှနားထောင်ပေးကြပါအောင်လို့လည်းကျွန်မ
အထူးမြတ်တာခံကြပါတယ်ဒါကြောင့်ဒီနေ့ညကျမကျမ်းပိုက်ရွေးထားတဲ့အရာလေးကဂျေရမိအနာဂတိကျမ်းအခန်းကြီး18အခန်းငယ်9ကနေ10ထိထာဝရဘုရားမိန့်တော်မူသည်ကားလူကိုကိုးစား၍လူတ attva ကိုအမိပြုသဖြင့်စိတ်နှလုံးထဲ၌ထာဝရဘုရားထံတော်မှထွက်သွားသောသူကျိန်အပ်သောသူဖြစ်၏ထိုသူသည်လွန်ပြင်၌ရှိသောတစ်ပင်6ကဲ့သို့ဖြစ်၍ကောင်းကျိုးရောက်ကြောင်းကိုမသိရအဘယ်သူမျှမနေသောစားမြေသွေးချောက်သောလွန်ပြင်၌နေရလိမ့်မည်ထာဝရဘုရားကိုကိုးစားသောသူသည်ထာဝရဘုရားကိုမိမိကိုးစားရာအကြောင်းဖြစ်စေသောသူသည်ကောင်းကြီးမင်္ဂလာကိုခံအပ်သောသူဖြစ်၏ထိုသူကယေရှိသောအရ၌စိုက်၍မျက်နာမှာအမြင့်ဖြာသဖြင့်ပူသောအရှိန်ရောက်ကြောင်းကိုမသိအရွက်မညှိုးနွမ်းမိုးခေါင်သောကာလ၌စိုးရိမ်စရာမရှိဘဲအစဉ်အမြဲအသီးကိုတီးတတ်သောအပင်နှင့်တူ၏တဲ့ဒီမှာအထူးတလဲပြောနေစရာမလိုပါဘူးဒီကျမ်းပိုက်တော်တော်ရှင်းတဲ့ကျမ်းပိုက်ဖြစ်တယ်ဖယားကိုကိုးစားတော်သူကဘလောက်ကောင်းကြီးဖြစ်ပြီးမှလူကိုကိုးစားတဲ့လူကကြိတ်အပ်သောအရာဖြစ်တယ်တဲ့လူကိုကိုးစားခြင်းအရာကလူတွေအနေနဲ့စဉ်းစားမယ်ဆိုရင်ဒါကသဘာဝပဲပုံမှန်ပဲဒါပေမဲ့ဆာလံဆရာလည်းဘလို့ဖော်ပြထားလဲဆိုဆာလံအခန်းကြီး118အပိုက်ငယ်9မှာဖယားကိုကိုးစားခြင်းဟာတဲ့မင်းကိုကိုးစားခြင်းအတွက်တာ၍ကောင်း၏တဲ့အခုဒီဂျေရမိအနာဂတိကျမ်းမှာဖော်ပြထားတယ်လူကိုကိုးစားခြင်းအရာတဲ့လူတ attva ကိုအမိပြုတဲ့အရာစိတ်နှလုံးထဲ၌ထာဝရဘုရားထံတော်မှာထွက်သွားတော်သူဖြစ်တယ်တဲ့ဘုရားလူကိုကိုးစားခြင်းအရာပထမဦးစားပေးအနေနဲ့ထားမယ်ဆိုရင်ဘုရားရဲ့စိတ်တော်ထဲကနေထွက်သွားတဲ့သူဖြစ်တယ်တဲ့တခါလေကျမတို့မစင်စားမိကြဘူးဘုရားကိုအရင်ဦးဆုံးပထမဦးဆုံးကိုးစားမဲ့အစားဘေးပတ်ဝန်းကျင်ကိုချက်ချင်းကိုးစားတတ်တယ်ဒါလူရဲ့သဘာဝပဲဒါကျမကိုယ်တိုင်လည်းဖြစ်နေတဲ့အရာဒါမဲ့ကျမတို့ဒီနှုတ်ပတ်တော်တွင်တင်ထားတာလူကိုးစားခြင်းအရာငါနှလုံးသားထဲမှာထွက်သွားတဲ့ကြိမ်အပ်ခြင်းဖြစ်တယ်တဲ့ဘယ်သူမှကြိမ်ချင်းဆိုတာခံကျင်တဲ့လူတယောက်မှမရှိဘူးဒါကြောင့်ကျမတို့အမှတ်မဲ့နဲ့လှုပ်လိုက်တဲ့အရာတွေကတခါတလေဖျားနှလုံးသားထဲကနေထွက်သွားတဲ့အရာကြိမ်အပ်တဲ့အရာတွေဖြစ်တယ်လူကိုးစားတာကျမမှားတယ်လို့မဆိုပါဘူးခုနကျမပြောပြီးသားသလိုဖယားကလည်းလူနဲ့ပဲတွဲပြီးအလုံးလုံးချင်ဖယားဖြစ်ပါဒါကြောင့်ကျမတို့2019ဇန်နဝါရီကနေစပြီးဆုတောင်းလာကြမယ်လို့ကျမယုံကြည်တယ်ဖယားကျေးဇူးတော်ကြောင့်ဒီနေ့25ရက်ခရစ်စမတ်ပွဲတော်ကျမတို့ကျမ်းကျမ်းမာနဲ့ရောက်ရှိခဲ့ဒီတစ်နှစ်ပတ်လုံးကာလနီးပါးကျမတို့ပြန်လဲဆင်ခြင်မယ်ဆိုရင်လူကိုကိုးစားခြင်းကပိုများလားဒါမှမဟုတ်ဖယားကိုကိုးစားခြင်းကပိုများလားတကယ်လို့လူကိုကိုးစားခြင်းပိုများခဲ့မယ်ဆိုရင်ဖယားရဲ့နှလုံးသားထဲကနေထွက်သွားတဲ့သူဖြစ်တယ်တဲ့အဲ့လိုလူတွေကဘလို့ဖြစ်တတ်လဲဆိုတော့ဒီအောက်မှာရေးထားတဲ့အတိုင်းပဲထိုသူသည်တဲ့လွန်ပြင်၌ရှိသောတစ်ပင်6ကဲ့သို့ဖြစ်၍ကောင်းကျိုးရောက်ကြောင်းကိုမသိရဘူးတဲ့အဘယ်သူမျှမနေသောစားမြေသွေးချောက်သောလွန်ပြင်၌နေရလိမ့်မည်တဲ့စားမြေမှာဘာမှစိုက်လို့တုံးလို့မရတယ်လို့အဲ့လိုလူကိုကိုးစားတတ်တဲ့လူဟာတဲ့လွန်ပြင်6တွေ့တဲ့နေရာမှာတဲ့ကောင်းကြောင်းရောက်တာကောင်းကျိုးရောက်မှန်းတော့မသိတော့ဘူးတဲ့ဒါကြောင့်လူကိုကိုးစားခြင်းကဘာဖြစ်လဲဆိုဖယားရဲ့ကောင်းမြတ်ခြင်းကိုရေတွက်တတ်ဖို့အတွက်ဖယားရဲ့ကောင်းကြီးကိုရေတွက်တတ်ဖို့အတွက်ကျမတို့ဘဝမှာမေ့လျော့တာလေအများကြီးဖြစ်တယ်ဒါကြောင့်ဖယားကိုကိုးစားကြည့်ပါဖယားရဲ့ကောင်းမြတ်ခြင်းနားလေလေးတွေပဲမနဲ့ထားလိုက်တာနဲ့အသက်ကောင်းကောင်းရှူခွင့်လှုပ်ရှားနိုင်ခွင့်ပေးတဲ့အရာတွေချီးမွမ်းစရာတွေအများကြီးပဲဒါပေမဲ့လူကိုကိုးစားလာတဲ့အချိန်ဖန်များလာရင်ဒီအရာတွေကိုကျမတို့တဘာဝလို့ပဲထင်တတ်ပြီးမှဖယားရှင်မှာဘလို့ခေါ်မကျေးဇူးတင်စကားပြောမဲ့အစားကို့မှာမပြည့်စုံတဲ့အရာတွေကိုပဲစဉ်းစားပြီးမှကိုတဖြည်းဖြည်းနဲ့ချီနှောင်ခြင်းတွေတဖြည်းဖြည်းဖြစ်လာတော့နောက်ဆုံးကျမ်းမာတဲ့လူတောင်မှမကျမ်းမာတဲ့လူတကယ်တော့ဖြစ်လာတာများတယ်ဒါကြောင့်ဖယားနှလုံးသားထဲကထွက်ခွာခြင်းတဲ့လူတယောက်မှရှိမယ်မထင်ဘူးဘယ်သူမှဆိုဖယားနဲ့အတူနေခြင်းကြတဲ့လူပဲဖယားစိတ်တော်နဲ့တွေ့ပြီးမှနေခြင်းတဲ့လူတွေပဲ
ဒါမဲ့ဒီမှာရှင်းရှင်းပြောထားတယ်လူကိုကိုးစားခြင်းကငါနှလုံးသားထဲကနေထွက်သွားတဲ့လူဖြစ်တယ်တဲ့လွင်မြေမှာရှိတဲ့6တွေ့သောအပင်ကဲ့သို့ဖြစ်တယ်စားမြေမှာရှိတဲ့ကဲ့သို့ဖြစ်တယ်တဲ့နောက်ပြီးဒီမှာဖယားကိုကိုးစားတဲ့လူကြတော့ဘလို့ဖြစ်လဲဆိုတော့ထိုသူရတဲ့ရေရှိသောအရက်မှာစိုက်၍မျက်နာမှာအမြင့်ဖြာသည်ဖြင့်ပူသောအရှိန်ရောက်ကြောင်းကိုမသိဘူးတဲ့ဖယားကိုကိုးစားတဲ့လူဟာတဲ့အခက်ခဲမရှိတော့ဘူးလို့ဖယားမပြောဘူးနေမပူတော့ဘူးမိုးမရွာတော့ဘူးလို့မပြောဘူးဒါပေမဲ့နေပူရောက်တော်ညာလဲရောက်ကြောင်းကိုမသိဘူးတဲ့ဒီကမ်းနားမှာစိုက်ထားတဲ့အပင်လိုပဲတဲ့ဘလောက်ပဲနေပူချိန်ရောက်အရွက်ကစိမ့်လန်းပြီးမှအစင်အမြဲအသီးကိုတီးတတ်တဲ့အပင်နဲ့တူတယ်တဲ့ဒါကြောင့်ကျမတို့အသက်တာမှာဖယားကိုတစ်ချက်ကိုးစားလိုက်တဲ့အရာဟာကျမတို့အခက်ခဲတွေလူတိုင်းမှာရှိတယ်လို့တဦးတယောက်တိုင်းမှာရှိတယ်လို့မိသားစုတိုင်းမှာရှိတယ်လို့အသင်းတော်တိုင်းမှာရှိတယ်လို့အဲ့ဒီအခက်ခဲတွေရောက်ကြောင်းတောင်မှနင်တို့သိမှာမဟုတ်ဘူးတဲ့ဒါဖယားရဲ့ဂရုတော်ဖြစ်တယ်ဒါကြောင့်ဖယားကိုးစားခြင်းကဘလောက်ကျမတို့အတွက်ကောင်းလဲဆိုရင်ဒီမျက်နှာမှာစိုက်ထားတဲ့အပင်ကသူ့ဟာသူအလိုအလျောက်ပေါက်ခြင်းမဟုတ်ပဲနဲ့ဒီစီးနေတဲ့မြင့်နဲ့ဆက်ထားတဲ့အဆက်အသွယ်ရှိတဲ့အတွက်အမြဲတမ်းအရွက်စိမ့်လန်းတာတိုင်းမကပဲနဲ့အသီးသီးတာဖြစ်တယ်။ဒါကြောင့်ကျမတို့အလောက်ကလူကိုကိုးစားတာကကောင်းပေမဲ့ဒီထက်ပိုအရေးကြီးတာဖယားကိုကိုးစားတတ်မယ်ဆိုရင်ဘလောက်ပဲအခက်ခဲဖြစ်ဘလောက်ပဲလိုအပ်တာပဲဖြစ်ကျမတို့နေပူချိန်ရောက်ကြောင်းကိုသိမှာမဟုတ်ဒါဖယားရဲ့ဂရုတော်ဖြစ်တယ်။ဒါကြောင့်2019ဒီနေ့ဒီကျမတို့ဖယားပို့ဆောင်တယ်ဖယားကျေးဇူးတော်ဖြစ်တယ်ဒါမဲ့ကျမတို့ပြန်စမ်းစစ်ဖို့အတွက်ကဒီနှစ်အတွင်းငါဘလောက်ဖယားကိုကိုးစားခဲ့လဲဒါမှမဟုတ်လူကိုဘလောက်ကိုးစားခဲ့လဲဆိုတဲ့အရာလေးနဲ့ပြန်ပြီးမှဆင်ခြင်ကြဖို့ဖြစ်တယ်လူကိုကိုးစားတာပုံများရင်နောက်လာမဲ့2020ကျရင်ကိုတော့ကိုးစားတတ်တော်လူဖြစ်ပါစေဆိုပြီးမှကျမတို့တဦးတယောက်ကြီးရဲ့ဆုတောင်းချက်ဖြစ်ပါစေဆိုတာဒါကျမရဲ့လဲဆန္ဒလည်းဖြစ်တယ်ကျမလည်းကိုယ်တိုင်ဆုတောင်း2019ခုနှစ်ပနီဧရိယာစုပေါင်းခရစ်မတ်ပွဲတော်နောက်ဆုံးညကျေးဇူးတော်ချီးမွမ်းပြီးဝိပုကိုးကွယ်ကြသောဘုရားသခင်ချစ်တော်သားသမီးအရောက်တိုင်းအပေါ်၌တော်၎င်းဤခရစ်မတ်ပွဲတော်စီကားတိုင်းမြိုက်စွာကျင်းပနိုင်ဖို့ရအတွက်ပံ့ပိုးတော်ဦးဆောင်တည်လျက်နဲ့မိသားစုအရောက်တိုင်းအပေါ်၌တော်၎င်းဤခရစ်မတ်ပွဲတော်ပထမညမှစပြီးယနေ့ညတိုင်းအောင်တရားဒေသနာဟောကြားပြီးတော့ဘုရားသခင်ချစ်တော်သမီးနဲ့မိသားစုအပေါ်၌တော်၎င်းဒီခရစ်မတ်ပွဲတော်ကောင်းမွန်စွာဖြင့်ကျင်းပပြုလုပ်နိုင်ဖို့ရအတွက်အိမ်ရှိပနီဧရိယာအတွင်းမှာရှိသောအသင်းတော်နှင့်ယုံကြည်သူအရောက်တိုင်းအပေါ်၌တော်၎င်းအထူးသဖြင့်အိမ်ရှိအသင်းတော်ဖြင့်ဒါဝင်များကိုဆောင်ရွက်ပေးသောစီရင်နှစ်ချင်းအသင်းတော်၌ဤကျေးရွာမှာရှိသောရွာသူရွာသားအားလုံးအပေါ်၌တော်၎င်းခမဲတော်ဖရာဤချစ်ချင်းမြတ်တာတော်တာတော်တခင်ခရစ်တော်ဤမြတ်တာကရုဏာတော်နှင့်တန်ရှင်တော်ဝိညာဉ်တော်နှင့်မေတ္တာရဖွဲ့ခြင်းခရစ်မတ်ဝမ်းမြောက်ပျော်ရွှင်ခြင်းငြိမ်သက်ခြင်းစုကျေးဇူးများသည်ယနေ့မှစ၍ကာလအစဉ်အမြဲတည်ရှိတည်နေပါစေတည်းအာမင်Christmas long time, tulen tunga jiao se, kan sinyin khua, trumpeting in a tuahnak, hibalay tung, nandun herod katalo, tan pang fardo, kam tu tuahnak dan kola.
တော့ဘာတူလဲပဒန်းတင်စုဖြစ်ပါတယ်အားရပြလက်ခုပ်တီးပေးရအောင်ဒီမှာကြောင်းထိုင်ဖုန်ကြီးရှိတယ်ပဒန်းကြောင်းထိုင်လက်ခုပ်တီးပေးရအောင်နောက်ဒုတိယဆုအနေနဲ့ရရှိတဲ့သူကတော့အိရှိအတိနာတော့ပထမဆုယူတာဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်အခုချိန်မှာတော့ကျွန်တော်ကျန်းစာပြိုင်ပွဲအတွက်ဆုချင်းမြတ်မှာဖြစ်ပါတယ်ကျန်းစာပြိုင်ပွဲမှာပါဝင်ကြတဲ့အသေးစုတင်တော်မှာတာသမီများစီစီမမနေရာယူပေးဖို့ဖိတ်ခေါ်ပါတယ်အမကြိုင်ခဲ့မယ်ကိုအတင်းသူတင်နာနာမယ်မပါတဲ့တောင်းပြီးကြတော့ရှင်းကိုထွန်းတိုင်းတက်လာခဲ့မယ်ဖုန်းမင်းဘောရံကလူမမကာနီတုံးထဲဦးနတာအောင်ကုန်ကိုပါနေကျေးဇူးပါကျေးဇူးများတင်ပါတယ်ကမန်ဒေါင်းကျေးဇူးတော်လေးကျမလေးလို့လေးပထမဒုတိယတတိယပဒန်းကပထမလားဒုတိယလားကဲကျေးဇူးများတော့ရဆုရရှိတဲ့သူကတော့ရွာတိခရီးအတင်းစုဖြစ်ပါတယ်အားရပါလို့ဒီနေ့အမအဆုကပဲလဲကျေးဇူးမန်ဒေါင်းလက်ခုပ်တီးပေးပါအားရပါလက်ခုပ်တီးပေးအားရပါလက်ခုပ်တီးပေးလားကျွန်တော်အိုက်တော့မတ်ချောချောက်ပါတယ်ကျေးဇူးများတင်ပါတယ်လက်ခုပ်လေးတီးပေးမယ်နော်အားလုံးလက်ခုပ်တီးပေးပါအားလုံးလက်ခုပ်တီးပေးရနော်တော့နဲ့စုတစိတ်အပြင်းလက်ဆောင်လေးတွေကိုပြင်ဆင်ပေးထားတာဖြစ်ပါတယ်နောက်တော့ခေါ်အားလုံးလက်ခုပ်တီးပေးလားကျေးဇူးလက်ကတော့မှာလေပြီးဆုံးဖြစ်ပါတယ်အားလက်ခုပ်တီးပေးပါအားလုံးလက်ခုပ်တီးပေးလားကျွန်တော်အားပေးတဲ့ဦးတော့ကြောက်တော့တိုင်းကတော့များတော့ပြီနော်မခါယူတော့ပြီဆိုတော့ကျေးဇူးများတင်ပါတယ်နောက်ဒီနမတွေ့ရမယ်နော်ကြောင်းထိုင်ဖုန်ကြီးရှိပါတယ်ဒီမှာကျောင်းနိုင်ဖုန်ကြီးလူလေးပဲမကြည့်ရမယ်ကျောင်းဆိုင်ဖုန်ကြီးမကြည့်မယ်လို့ပြောတော့ဌာနလည်းမရဌာနကိုကြည့်ရမယ်နော်ဆရာကျေးဇူးလာပြီလို့စစနိုင်နေစီချင်းပွင့်ဖောင်းကူလာလေပါဆက်စီစီရင်ဟိုတလုံးတန်ဦးမချက်ချင်းလိုက်ပေးပေးပါအားရပါလေကိုဒီမလာပူရတော့ဘာလို့ဆုံးလိပကမမိုးရဲ့ဦးလေးစီလေးပေါ်လာတဲ့တူမေးရလက်ခုပ်တီးပေးပါအားလုံးလက်ခုပ်တီးပေးပါအားရပါလေကိုတူမလာအိရှိလေလက်ခုပ်တီးပေးရလက်ခုပ်တီးလိုက်ပွဲကျေးဇူးကမန်ဒေါင်းကျေးဇူးတော့ပါလက်ခုပ်တီးပေးမယ်ရှိလားဗလဲတေဆိုအားရပါလက်ခုပ်တီးပေးမယ်နောက်ကလူတွေလည်းလက်ခုပ်တီးပေးပါအားရစမမြင့်အားစမမြင့်စုချင်းပေးသွားတယ်ကျေးဇူးများကြပါတယ်တင်တော့တတိယဆုရရှိပါတယ်
ပြရကြလေးဆက်စီအတင်းတော်မှာထမရရှိတော့ပါတယ်ဆက်စီပြီးဆိုင်ပြကဒုတိယဆုလေးဘီကတတိယဆုရရှိတော့ပါတယ်အားရပြလည်းကိုတူပေးဖို့လေတတိယဆုကလေးဘင်ဖြစ်ပါတယ်ပြီးတော့ကျွန်တော်လူငယ်အပြည့်ပြန်မဲ့မှာတော့ပထမကျေးဇူးများတင်ပါတယ်ကိုကတော့ဂျူနီယာအပြည့်တိုင်ပွဲဖြစ်ပါတယ်ပဏိစုံအတင်းစုပြအာလူကတိုင်ပွဲမှာဂျူနီယာအတန်းမှာပထမဆုံးရရှိတဲ့သူကတော့ပဏိစုံလက်ထုတ်တီးပေးရမယ်အားလက်ထုတ်တီးပေးပါနောက်ကျွန်တော်လူသားပဏိစုံကဒုတိယလူသားကြီးတွေရှင်နေတဲ့အချိန်မှာပထမဆုရရှိတဲ့သူကတော့ပဏိစုံအတင်းတော်ဖြစ်ပါတယ်ဒုတိယဆုကိုကြတော့ကျွန်တော်ရဲ့ဆရာလူပြိုကြီးတို့ထင်ပါတယ်လူပြိုလေးလားလေသားမတူမိတ်ခွေးတတိယဆုကြတော့လေးပေအတင်းဆုကရရှိတော့တာဖြစ်ပါတယ်ဒီခဏကမှအချိတ်စားတဲ့အချိန်မှာပထမဆုံးရရှိတဲ့သူကတော့ပြည်နယ်ရှင် H နဲ့လေသားဆရာဖြစ်ပါတယ်။နှစ်ယောက်တွဲပြီးမှလာယူပေးပါ။လာဘယ်ချောင်းလာအားရပါလို့တူမယ်ပဲ။ကျေးဇူးများတင်ပါတယ်နော်။လူမရှိရသူတို့ပေါင်းစားလာတော့စင်ကအသေးစုနဲ့ခရီးတီးစုမှာဒုတိယရှိရရှိတတ်ပါတယ်။နေ့စဉ်တတိယစုကိုကြတော့စီအတင်းတော်ရရှိတော့ပါတယ်။ဒီလိုရှားတင်များစွာနဲ့ခန္ဓာကိုယ်မှာရှာခဲ့ရတာဖြစ်တယ်။ည24ညမှာကျွန်တော်ဒုတိယစုကိုကြတော့ကျန်ရှိတဲ့ခရီးအသေးစုဖြစ်ပါတယ်။ကျေးဇူးများတင်ပါတယ်စုချင်းပေးတဲ့အကြောင်းလေးကျေးဇူးများတတိယကျေးဇူးလေးရတော့သူချင်းပြပြီးပြရဆလိုင်းစင်မောက်ထားဆလိုင်းလာမင်းနဲ့တပင်းလိုက်ချင်းဘလော့ဘူးစီးတဲ့ပြန်ရင်းနဲ့ပေါ့ကွယ်Mulia, the Stone and the Dango, Kasam Lago. Oh, no one see ya. Oh, you get in change and see what I say. The Algile, Satan shook them down. We won't take the net, we won't wear a Satan let them come go and ship out the boys up. I shall look on some. You need to pick up in another. Pizza Lula, Jipida Katawi, more than pressure. Madame Taoyan. Like, say Christmas Day, half on the year for like a method. Or I mean, more than pay. You got some home. She all. Who will only piano young and some of Malay. Malay, I don't think you. Oh. Like, more than if I don't about Connie Valley. If I see him.
现在这个来关中国的党里中国的 plastic 瓜龙上的彩色，党里党中中国的，开始的龙上上的是 plastic 瓜，我党里党中，来关中国的，我党里党中，这个来关中国的是 plastic 瓜，我是龙上的。Tin phổ đó là tàu lưới đó mình nấu xương là tàu lưới mình nấu xương là nào cái mẫu sinh gan cái làm lâu ba ye ní chờ gì à ní mẫu sinh gan rồi lâu thì tới cái người ta không cái tập chi qua bên lâu họ nói như là sai à tích mình nấu cái e à tích mình nấu cái thìn thêm e chờ gì à không đi điều không à mình không mới bảo họ nói như là món là mình phải cái họ nói như vậy shit mông khâu không mông khâu quay thì chính à mấy chính à mông khâu sẽ luôn đi xa đan nhiều bao nhiêu chuyện à mất tung đi cùng họ chẳng Sinyin khua thế thế cái sinyin khua cái cô là sẽ dàn để xem khởi nghiệp không còn tương khởi ra Tiro, taya bigo,